မြတ်ဗုဒ္ဓဤသမ္မာသမ္ဗုဒ္ဓဂုဏ်တော်တရားဒေသနာတော်ခန္ဓာကိုရှင်ဘုန်းတော်သခင်ရှင်တော်မြတ်ဖရာဤမဟာကရုဏာဂုဏ်ကိုအာယုပြုကာတိကျုဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပ္ပကောတိဟိပိအပမေယံကာလံကရွန်တော်တိဒုက္ခရာနိခေရံကတောလောကဟိတယာနာထောနမောမာကာရုဏိကတတတ္တယောနာထောဝိနိယမြာစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပကောတိဟိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအဘယ်မေယံရေအတွက်တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလံလေးအသင်ချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတ္တလောကဤအကျိုးစီးပွားအလုံးငါအတိဒုက္ခရာနိဥစ္စာအသက်ချင်းလက်အင်္ဂါမေတ္တာကြီးမာသမိတာနှင့်တထာဇနီဆွန်ញင်းကြီးဟုကျတိထဝေငါးသွဲအစုအလုံးခဲရင်တော်မူတော်ကိုကရွန်တော်ဖျားဖြစ်ရန်ဤတန်ကြိုးကုတ်အာထုတ်တော်မူရသည်ဖြစ်၍ခေရန်လက်ချေမျက်လုံးအသက်ဆုံးလျက်နှလုံးစိတ်ဝံကိုရောဤပင်မညင်းတို့ကတောဘဝတဏ္ဍချိန်ဖန်များစွာရောက်တော်မူခဲ့ရရှာလေပြီမဟာကရုဏီကတတတဝါများယင်ဝေတာကဲ့သို့တနာချစ်ကေမဟာကရုဏာရှင်ဖြစ်တော်မူသောတတနာတတဝိနည်းများစွာတတဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြောမှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုပင်ဝတ္တုစင်စစ်မသွေဖြစ်ပါစေတည်းမြတ်ဗုဒ္ဓဤသမ္မာသမ္ဗုဒ္ဓဂုဏ်တော်သောဘဂဝါဣတိပိသမ္မာသမ္ဗုဒ္ဓောလောကမှာတရားတွေအလုံးထဲမှာသီလအားဖြင့်သမာဓိအားဖြင့်ပညာအားဖြင့်အမြင့်မြတ်ဆုံးလို့ဆိုရတဲ့ပုဂ္ဂိုလ်ဗုဒ္ဓဆိုတဲ့ပုဂ္ဂိုလ်ရဲ့အရည်ချင်းတွေကိုတလောကလုံးကအတိမတ်ပြုထားတယ်ထင်တယ်အရဟံဆိုတဲ့ခုံတော်ပြီးတဲ့နောက်မှာသမ္မာသမ္ဗုဒ္ဓဆိုတဲ့ခုံတော်ကိုဖော်ပြထားတာဖြစ်ပါဘုရားဘာသာဝင်သူတော်စင်တွေနေ့စဉ်နဲ့အမျှရှိခိုးနေကြတဲ့နမောတတ္တဆိုတဲ့ထဲမှာလေနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တလို့ဆိုပြီးတော့မြတ်စွာဘုရားရဲ့ခုံတော်ကိုထုတ်ပေါ်ပြီးတော့ရှိခိုးကြတာကြည်နူးအားရတဲ့စိတ်ဓာတ်နဲ့မြတ်စွာဘုရားရဲ့ဂုဏ်တွေကိုထုတ်ဖော်ကြတာဖြစ်တယ်ဘုရားဂုဏ်တော်တွေကိုသိရှိနားလည်ဖို့ဆိုတာဟာတရားတရားရှိုံနဲ့မဖြစ်နိုင်ဘူးပညာရှိတဲ့ပုဂ္ဂိုလ်ကမှမြတ်စွာဘုရားရဲ့ဂုဏ်ရည်ချင်းတွေကိုအကုန်သိနိုင်စွမ်းရှိတယ်ပေါ့ဒါကြောင့်မို့ဘုရားဘာသာတွေဟာပညာအရည်ချင်းတိုးတက်လာအောင်ကြိုးစားကြရတာယုံကြည်မှုတရားတသက်နဲ့တော့အလုံးမဖြစ်ဘူးအသိပညာတိုးတက်အောင်ကြိုးစားကြရတာကြိုးစားတဲ့အခါမှာမြတ်စွာဘုရားသခင်ကိုရောမြတ်မှာအခုလိုဂုဏ်ရည်တွေနဲ့ပြည့်စုံတယ်သို့မဟုတ်ဒီလိုဂုဏ်ရည်တွေရှိတဲ့ပုဂ္ဂိုလ်မှသာလောကမှာအာကိုးတိုက်တဲ့ပုဂ္ဂိုလ်အစစ်ဖြစ်တယ်လို့ဆိုတာခံယူလာကြရမှာဖြစ်တယ်အဲ့ဒါလို့မဟုတ်လို့ရှင်
သူကလည်းဖရာငါကလည်းဖရာလောကမှာဖရာဆိုတဲ့ပုဂ္ဂိုလ်တွေကလည်းပဲအရှုရှုဖရာမှန်သမျှရဲ့နောက်ကလည်းနောက်လိုက်နောက်ပါတွေကရှိကြတာနောက်လိုက်နောက်ပါရှိသည့်အတွက်ကြောင့်ဖရာအစစ်မှန်ဆိုတာဘယ်လိုအရည်ချင်းတွေနဲ့ရှိမှဘယ်လိုအရည်ချင်းပြည့်မှဖရာအစစ်မှန်ဖြစ်တယ်ဆိုတာစံသတ်မှတ်ထားတာရှိတယ်ပေါ့ဒီနေရာမှာဒီ tourist guide လုပ်နေတဲ့တက္ကသိုလ်တယောက်ကလျှောက်ထားဘူးတယ်သူလျှောက်ထားတာတခြားတော့မဟုတ်နိုင်ငံသားတွေကဗမာပြည်လာတဲ့အခါမှာဘုရားဘာသာဝင်မဟုတ်တဲ့နိုင်ငံသားတွေကမိကွန်းထုတ်လို့ရှိကြတယ်တဲ့ဂေါရမဗုဒ္ဓကသူကိုယ်သူငါဖရာလို့ပြောတာလားသို့မဟုတ်သူကိုယ်သူဖရာလို့ကြေညာတာလားသို့မဟုတ်တစုံတစ်ယောက်ကဖရာဖြစ်ပြီလို့ထုတ်ပြန်ကြေညာပေးတာလားအဲ့တော့ဖရာဆိုတဲ့စံကိုကျွတ်တင်သတ်မှတ်ထားတာရှိသလားဘယ်စံနေရဖရာလို့ခေါ်ရတာလဲလို့ဆိုတဲ့မေးခွန်းကိုမေးလိရှိကြတယ်တည်ကျင်လို့မေးတာလဲပါနိုင်တယ်ပေါ့ဟောလူတိုင်းဟာမိမိတို့ယုံကြည်ကိုးကွယ်ရာဘာသာတရားဆိုတာရှိတာအဲ့တော့သူတို့ဒီလိုမေးတဲ့အခါမှာမဖြေနိုင်ကြဘူးပေါ့လေမဖြေနိုင်ကြဘူးအဲ့တော့မြတ်စွာဘုရားကိုယ်တိုင်ကသူကိုယ်သူဖရာလို့ထုတ်ဖို့ကြေညာတာလားသို့မဟုတ်သစုံတစ်ယောက်ကကိုတော်ဖရာဖြစ်ပြီလို့လာပြီးတော့ပြောလို့ဖရာဖြစ်သွားတာလားလို့ဆိုတဲ့အခါကြတော့နော်မေးမယ်ဆိုလို့ရှိရင်မြတ်စွာဘုရားကိုယ်တိုင်ကသူဖရာဖြစ်သွားပြီဆိုတာကိုထုတ်ဖို့ကြေညာတာဖြစ်တယ်ထုတ်ဖို့ကြေညာမြတ်စွာဘုရားကိုတစုံတစ်ယောက်ကနေအရှင်ဘုရားဖရာဖြစ်သွားပါပြီလို့လာပြောလို့ဖရာဆိုတဲ့အဓိပ္ပာယ်ကိုယူတာမဟုတ်ဘူးဒါကတစ်ခုဖရာဆိုတဲ့ပုဂ္ဂိုလ်ရဲ့အရည်ချင်းတွေဟာကြိုတင်သတ်မှတ်ထားတာတွေရှိသလားဆိုတော့ပညာရက်နဲ့ပတ်သက်လာတဲ့အခါမှာသတ်မှတ်ချက်တွေရှိတယ်လို့ဒီလိုပြောရပါဖရာဆိုတဲ့ပုဂ္ဂိုလ်ဟာရုပ်လက္ခဏာကြည့်မယ်ဆိုလို့ရှိရင်32ပါးသောယောက်ျားမြတ်လက္ခဏာတွေနဲ့ပြည့်စုံရမယ်ဒါတစ်ခုတရားဓမ္မကိုမြည်သူထံကမှနိခန္ဓာမဟုတ်ဘဲနဲ့ကိုယ်ပိုင်ဉာဏ်ဖြင့်သိတဲ့ပုဂ္ဂိုလ်လည်းဖြစ်ရမယ်အဲ့ဒါလို့သိတယ်ဆိုတဲ့နေရာမှာဓမ္မစကြာတရားထဲမှာကြည့်လေဧဝံတိပရိဝတ္တံဒွါရတာကာရံယထာဘူတံညာဏထတနံသူဝိတုဒ္ဒံဟောတိမြတ်စွာဘုရားကဒီသစ္စာ၄ပါးနဲ့ပတ်သက်သစ္စာ၄ပါးနဲ့ပတ်သက်ပြီးတော့သစ္စာ၄ပါးနဲ့ပတ်သက်ပြီးတိပရိဝတ္တလို့ဆိုတယ်သစ္စာတစ်ပါးတစ်ပါးမှာကိစ္စဉာဏ်ကတဉာဏ်သစ္စာဉာဏ်ကိစ္စဉာဏ်ကတဉာဏ်လို့အတိဉာဏ်၃မျိုးရှိတယ်သစ္စာဉာဏ်ဆိုတာအမှန်တရားဟာဒါပဲဒီတယ်မပို့ဘူးဒါတိတိကျကျပြောနိုင်တယ်ပေါ့တိတိကျကျပြောနိုင်အမှန်၄ပါးအရိယပုဂ္ဂိုလ်ဖြစ်ကိုဖြစ်အောင်စမ်းဆောင်ပေးနိုင်တဲ့သို့မဟုတ်အရိယပုဂ္ဂိုလ်တွေသိရတဲ့အမှန်တရား၄ချက်အရိယသစ္စာ၄မျိုးဆိုတာဒီတယ်လည်းမပို့ဘူးဒီတယ်လည်းမလျော့ဘူးဒုက္ခသစ္စာဆိုတာလည်းဒါအကုန်ပဲကျန်တာမရှိဘူးသမုဒိယဆိုတာလည်းဒါအကုန်ပဲនិရောဓမဂ္ဂဆိုတာလည်းဒါအကုန်ပဲအတိုင်းတာအကန့်အသတ်နဲ့လည်းကွာအကျဉ်းချံမရှိသိတာအမှန်တရားကိုအမှန်တရားလို့သိတာသစ္စာဉာဏ်လို့ခေါ်တာအဲ့ဒါလို့သိတာဒီသစ္စာကိုပိုင်းခြားသိတာဖြစ်သောကြောင့်သစ္စာဉာဏ်ဒါဖြင့်ဒီသစ္စာဆိုတာဘာလို့เสียရလဲလို့မေးလို့ရှိရင်ဒုက္ခသစ္စာဆိုတာပိုင်းခြားပြီးတော့
သိအောင်လုပ်ဖို့ပဲသိရမယ်သစ္စာဖြစ်တယ်ဖယ်ရမှာမဟုတ်ဘူးမျက်မှောက်ပြုရမှာမဟုတ်ဘူးတိုးပွားလာအောင်လုပ်ရမှာမဟုတ်ဘူးသိဖို့ဟာသူ့အတွက်အရေးကြီးတာသိဖို့ပဲဒုက္ခသစ္စာဆိုတာဒါတွေလို့ပိုင်နိုင်သိနိုင်ရမယ်အဲ့ဒါလို့သိတာဟာလုပ်ငန်းသဘောကိုသိတာဖြစ်သောကြောင့်ကိစ္စညာလို့ခေါ်တယ်သမုဒိယသစ္စာဆိုတာဖယ်ရှားရမယ့်သစ္စာမျိုးဖြစ်တယ်သူဟာမျက်မှောက်ပြုရမှာမဟုတ်ဘူးတိုးပွားအောင်လုပ်ရမှာမဟုတ်ဘူးဖယ်ရှားပြရမယ့်အရာဖြစ်တယ်လို့ကိစ္စလုပ်ငန်းသဘောအဖြစ်သိတာကိစ္စညာនិရောဓသစ္စာဆိုတာမျက်မှောက်ပြုရမယ်မျက်မှောက်ပြုတယ်ဆိုတာကိုယ်တိုင်တွေ့အောင်ကိုယ်တိုင်သိရှိအောင်လုပ်ရမယ်လို့ဒီလိုဆိုလိုတာအဲ့ဒါဟာនិရောဓသစ္စာကသိဖို့ကိုယ်တိုင်မျက်မှောက်ပြုနိုင်ဖို့မဂ္ဂသစ္စာဆိုတာကြတော့ကိုယ်တဏ္ဍာမှာမဖြစ်သေးရင်ဖြစ်အောင်လုပ်ပြီးတော့ဖြစ်ပြီးလို့ရှိရင်တိုးပွားအောင်လုပ်ရမယ်အဲ့ဒါလို့ဒုက္ခသစ္စာကပိုင်းခြားသိရမယ်သမုဒယသစ္စာကဖယ်ရမယ်និရောဓသစ္စာကမျက်မှောက်ပြုရမယ်မဂ္ဂသစ္စာကတိုးပွားအောင်လုပ်ရမယ်လို့လုပ်ငန်းသဘောသစ္စာ၄ရာဟာလုပ်ငန်းသဘောချင်းမတူဘူးအဲဒီမတူတဲ့လုပ်ငန်းသဘောကိုပိုင်းခြားသိတာကိုကိစ္စညာလို့ခေါ်တယ်ဒါလောကီလက်တွေ့အနေနဲ့လည်းဒီလိုပဲကြည့်တာပဲဒီလိုပဲကြည့်ရမှာဘယ်ကိစ္စပဲဖြစ်ဖြစ်ဒါကဘာလုပ်ဖို့လဲဒါကသိဖို့နော်သိဖို့ဆိုတာတခုဖယ်ရမှာကတခုဒီလိုလာမှာပဲလေအဲ့တော့ဒါကကိစ္စညာလို့ခေါ်တယ်ဟုတ်ပြီသိစရာတွေသိပြီးပြီလားဖယ်ရမယ့်ဟာတွေရောဖယ်ပြီးပြီလားမျက်မှောက်ပြုရမယ့်အရာကိုရောမျက်မှောက်ပြုပြီးပြီလားပွားများအားထုတ်ရမယ့်အရာရောအပြည့်အစုံပွားများအားထုတ်ပြီးပြီလားလို့ကိုယ့်အကိုမေးခွန်းထုတ်ပြီးတဲ့အခါမှာအေးသိရမယ့်အရာတွေအကျဉ်းချံမရှိအကုန်သိပြီးသွားပြီလုပ်ပြီးသွားပြီလို့ဆိုလိုတာအဲ့ဒါကတ္တညာမယ်ဖယ်ရှားပြရမယ့်သမုဒိယသစ္စာကိုဖယ်ရှားပြီးသွားပြီမျက်မှောက်ပြုရမယ့်နိဗ္ဗာန်ကိုလည်းမျက်မှောက်ပြုပြီးသွားပြီပွားများစေရမယ့်မဂ္ဂသစ္စာကိုလည်းပွားများခြင်းကိစ္စပြီးသွားပြီလို့လုပ်ပြီးသွားပြီလို့သိတာဟာကတ္တညာလို့ဒီလိုဆိုလို့တယ်ပေါ့သစ္စာကိုသိတာကသစ္စာညာလုပ်ငန်းသဘောကိုသိရတာလုပ်ရမယ့်အလုပ်ကိုသိတာကကိစ္စညာလုပ်ပြီးပြီလို့သိတာကကတ္တညာလောကလူတွေလိုပေါ့နော်ထမင်းပွဲပြင်ဆင်ရမယ်ထမင်းကဘာလုပ်ရမလဲဆန်ကဘာလုပ်ရမလဲထမင်းဖြစ်အောင်ချက်ရမယ်ဒါအလုပ်ငန်းတော့ဒါထမင်းဆိုတာဘာလဲသိတယ်နံပါတ်1အဲ့ဒီထမင်းကိုဘာလုပ်ရမှာလဲလူတွေစားဖို့ရအတွက်ပြင်ဆင်ရမယ်ချက်ပြောရဟောဒီလိုသိတာတခါချက်ပြီးပြီဆိုတာလည်းသိပါတယ်ဒါလုပ်ငန်းသဘောဘယ်ဟာပဲဖြစ်ဖြစ်ဒီတိုင်းကြီးပဲလေအဲ့ဒီလိုအဆင့်30နဲ့သိရှိသဘောပေါက်သွားတာအဲ့ဒါကိုတိပရိဝတ္တသစ္စာ၄ပါးနဲ့ပတ်သက်ပြီးတော့သိမှု3ရပ်နဲ့သိမှပြည့်ပြည့်စုံစုံဖြစ်တယ်ဟောနောက်တစ်ခုအဲ့ဒီဟာသစ္စာတစ်ပါးတစ်ပါးမှာ3ခုဆိုတော့သစ္စာ၄ပါးကျတော့12ခုဖြစ်သွားတယ်အဲ့ဒါကိုဒွါရတံကာရံလို့ဆိုဘယ်သစ္စာနဲ့ပတ်သက်လာတဲ့အခါအကျွင့်ချံမရှိတော့ဘူးအကုန်လုံးသိတယ်သစ္စာဆိုတဲ့အပိုင်းခြားကိုလည်းသိတယ်လုပ်ရမယ့်ကိစ္စကိုလည်းသိတယ်ကိုယ်တိုင်လုပ်ပြီးပြီဆိုတာလည်းသိတယ်ဘုန်းကြီးတို့တွေကြတော့ဒီ3ခုစလုံးထဲမှာသစ္စာဆိုတာသိဖို့ကြိုးစားနေကြတော့မယ်လုပ်ရမယ်ဆိုတာလည်းပြီးစီလုပ်ရမယ်ဆိုတာသင်ထားလို့ရှိရင်သိသွားပြီဒါပေမဲ့လုပ်ပြီးပြီဆိုတာကြတော့မဖြစ်သေးဘူးတန်လန်းကြီးတွေဖြစ်နေသေးတယ်ပေါ့ပြီးလို့မပြီးသေးဘူးပေါ့မြတ်စွာဘုရားသခင်ကိုရောမြတ်ကြတော့ကြည့်ဘုရားဆိုတဲ့ပုဂ္ဂိုလ်ဟာသစ္စာ၄ပါးကိုလည်းသိပြီးသားဖြစ်တယ်ပိုင်းခြားသိတယ်ဘယ်သူမှပြောပြတာမဟုတ်ဘဲနဲ့သိတယ်လုပ်ရမယ့်ကိစ္စကိုလည်းသိတယ်လုပ်ပြီးသားကိုလည်းသိတယ်အဲ့ဒီလိုသိတာယထဘူတံညာနာထတနံလို့ခေါ်တယ်အဲ့ဒီဉာဏ်ကြီးဒီပြီးစုံမဖြစ်သေးသမျှဖရာလို့ငါဝန်မခံသေးဘူးလို့ပြောတာကြည့်လေ
Eri nyan doma Tissa leva ma hori Tipriwata Asli apyaung tongu Twaradagara Achenya Sanamyo Tissa leva go Eri shutongani Pivi wawa tire nyanyi ha Pivi soni pshitoja Nga ha loka ma Phaya phipi luche nyana so Da samele Tisanga Baduga tamma beda rondo solo Loka ma Takadiya Ayi chinshi de puguria Tu pijin de Adainda sura shi Eri Adainda taku Lela mu kaisa taku Pisong dwa lushin Turuku turu Nga pijinari Akong ti dwavi sure Adainda taku Dipan siya jiri le Ni taku research lau ni de kama Akong ti dwavi Dari apshi akong thau nai dwavi sui Da pipi song ne lo Pyo ma le Hobbyadobya le Eriluwe San Damatar A Damache San Dai Adinyan de Kuye, a Daida de Kune. These are now Jan the La so this on about the Vivan channel. No piece of that. Ero Jahana Boguria, your Dilumadi Ulalos of Tea. Eri Yana Boguri Tira ha. Yes of Yaziga, Ni Vivantia. Govayana Tira, Mafu. Yes of Yaja, go and sat in deep below. Akulu PV Wawa, Song Song Lene, Chen Jan Machia, Tira Pidoja. Da Boda Lo Sura. Sanjay Sanyon de Kuya, Tugutu, declare low night to Lusura. No? Kilo Loda. Ero di Lanyoha, she a Kenega, she get on leve. Di Megish Basure, Lanyoniha, Piao Dware. Kadva Pia Lete Piapi Donga, Kadva Pia, Poto Tangere. Todo di Lanyonia, Niponja de Kaja, Do Pong Bido, Piam Piao. Sa Loka Hale, di Dimeli. Luri Shiruma Lokabi Melu, no Banjaro, Piam Piao. Piam Piao, Patamazon, Piam Bido, Porto Nina. Porto Nine Bogu, two Chare Bogu Valley. Pelusiama Niura Mogu, di Lanyango, Piam Bido Shadrida. Tajamu, Tafaka Jivi and Swin, Lanhound look your. That's what they are going at Magishiba, Jindia, Lanhauma. Tajamu, that's what they are at this San Lodam Hovu, Lanhau new, Piambio, Portoda. Tajamu, Payadida, Discover, look, Dilutona, no? Twishira. Pandida, mo, Twishira. Dilanyao new, Piambio, Twitter. Eri Twitter, Lanyaha. Taman Bogori, Madrina in the Lanyame. Two chare Adinian, the Ginger Joko, Atomana, Drina in the Lanyam Pillow. Along Kakere, Kambira, Taulo Mamio, Taman Nyangaline, Auchi, Taunine, Sani Machine, Kambira, Along Nede, Along Nedoja, Todata, Pehasa, Mamadila, Uncle, Nyakete, Nibuna, along good day Muire. Pandita Wirania, Pina Shinida Dinane. Adega Wasara, Chuchon Sinene, Lochit Nine Leve, the Techa Yulumiana Mulu, Tilubiora, no? Erelo, the Lene de Yadamaria, Techa de Nidine, Jonjo Sinene, Dari Lochit Nidine, Delule, Madrina, Yatakuda Chit. Era, yes, of your chipu. Payalo Dugo do Pionane, the Elichin the Kue. Tutu don't nema, Tiluwe Yasov Yaha, Nyan Yan Lene Badabio, Dugo do Payapi Sura, Tu Kura, Jena Jet Totave. Jena Jet Totega, Navayapi Lo Sobiro, Joalon Tota New Mahobu, Dade Dilo Payacheta. Oh, Chetland, David Chatavia. Dari Tipima, Mafiapia de Luciana. Mati Devu saying, Mafiapia de Luciana. The Vesaja de Aroma, Chile, Nigoma, Dilu, Hotarashi. Tajamu, Payasura, Pifoyade, Santa Mache, Tiame, Neperi, Sura, Shiha. No? Evdamache one and Loka Yitikuloma, Chimare, Adinyane, Pong Obiro. Twizia Shigari, a complete farmer. The Nanye Lanha so.
ဒါကြောင့်မို့မြတ်စွာဘုရားကြတော့ယာဝတ္တကံညေယံတာဝတ္တကံညာဏံတဲ့ယာဝတ္တကံညေယံသိเสียရည်ရှိတဲ့အတိုင်းအတိုင်းတာဝတ္တကံညာဏံဉာဏ်ကြီးကအကုန်လိုက်သိတယ်လို့ပြောဆိုလိုတာကမဲရှားမဲ့နှစ်ခုအတိုင်းအတာနှစ်ခုဟာသိเสียတွေကဒီလောက်ရှိရင်သိတဲ့ဉာဏ်ကလည်းအဲ့ဒါလောက်ရှိမယ်မပိုဘူးလို့ပြောတာနော်ဒါဆိုလိုတာကတော့အကုန်သိတယ်လို့ဆိုလိုတာပြီးတော့ယာဝတ္တကံညာဏံတာဝတ္တကံညေယံသိနိုင်တဲ့ဉာဏ်ရဲ့စွမ်းရည်တတ္တိရောက်နိုင်တဲ့အတိုင်းအတာထိအောင်သိเสียတွေကလည်းအတိုင်းအတာတူတယ်လို့ပြောတာပိုပြီးထင်ရှားအောင်ပြောရမယ်ဆိုလို့ရှိရင်သိเสียတွေကမိုင်းတစ်ထောင်ဆိုရင်ဉာဏ်ကြီးကလည်းမိုင်းတစ်ထောင်ပဲဉာဏ်ကြီးကမိုင်းတစ်ထောင်ဆိုရင်လည်းသိเสียတွေကဉာဏ်တစ်ထောင်ဆိုလိုတာကအသိဉာဏ်နဲ့သိเสียအကြောင်းအရာတွေဟာအံဝင်ခွင့်ကြအပူအလိုမရှိလို့ဒီလိုပြောတာနော်ပို့လို့မရှိသိတာအဲ့ဒါလို့သိလို့မြတ်စွာဘုရားသူကသူဗုဒ္ဓလို့ရှင်းကြတစုံတယောက်ကလာပြီးတော့နော်အရှင်ဘုရားဗုဒ္ဓဖြစ်ပြီလို့လားချင်ညာမှဘာမှမသိညာမှမသိအေးဟုတ်တယ်ငါဗုဒ္ဓဖြစ်ပြီဒီလိုပြောရတာမျိုးမဟုတ်ဘူးအသိဉာဏ်အခုလို့သူတို့သုတ်တန်တွေပါမြတ်စွာဘုရားဘုရားဖြစ်ကိုကျင်ညာပြီးတော့ပြောတဲ့စကားလုံးတွေရှိတယ်ပေါ့ဒီတိုင်းတာတစ်ခုနဲ့ဘုရားဆိုတာကိုပြောကြရတာဖြစ်တယ်ပေါ့အေးသမ္မာသမ္ဗုဒ္ဓဆိုတဲ့စကားလုံးလေးကိုကြည့်သမ္မာဆိုတာအမှန်အကန်တန်ဆိုတာကိုယ်ပိုင်ဉာဏ်နဲ့ဗုဒ္ဓသိเสียတွေကိုသိတယ်ဒီစကားလုံးကသုံးလုံးပေါင်းစပ်ထားတာဗုဒ္ဓဆိုတာသိတဲ့အသိဉာဏ်သိသူဘယ်လိုသိတာတော့ဆိုကိုယ်ပိုင်ဉာဏ်နဲ့သိတယ်တန်ဗုဒ္ဓကိုယ်ပိုင်ကိုယ့်ဘက်ကိုသိတာသူများသိတယ်ဆိုတာသူများပြောလို့သိတာရှိတယ်ဟောသင်ထားလို့သိတာရှိတယ်ဒီလိုသိတာမျိုးတွေသူများလောက်တာကြည့်ပြီးတော့သိတာရှိတယ်အဲ့ဒီလိုဟာမျိုးမဟုတ်ဘူးတဲ့ကိုယ်ပိုင်ဉာဏ်နဲ့သိတာသူများစီကတဆင်ကြားပြီးမှသိတဲ့အသိမျိုးမဟုတ်ဘူးအဲ့ဒီသိတဲ့အသိဟာလည်းလွဲမှားမှုမရှိဘူးဆိုတာသမ္မာအမှန်အကန်ကိုယ်ပိုင်ဉာဏ်နဲ့သိเสียမှန်သမျှကိုသိလို့သမ္မာသမ္ဗုဒ္ဓလို့ဒီလိုဆိုတာပေါ့နော်အဲ့တော့အမှန်အကန်ကိုယ်ပိုင်ဉာဏ်နဲ့သိเสียရှိသမျှကိုသိတယ်ဆိုတာဘယ်လိုဟာကိုပြောတာလဲလောကမှာပညာရတ်တွေကလည်းအများကြီးသိเสียတွေကလည်းအများကြီးသို့တော့သိเสียတွေထဲမှာဒီတရားတွေအတွက်အကျိုးဖြစ်ဖို့လို့မိမိတဏ္ဍာမှာကိလေသာတွေကုန်ခန်းမို့လို့ဒီလိုဒီအကျိုးရှိမဲ့သိမှုတွေကိုသာဒီနေရာမှာဆိုလိုတာဖြစ်တယ်အေးမင်းထမင်းစားပြီးပြီလားမစားရသေးဘူးလားဒီအသိကပါတတ်မို့ရှိဘာမှတတ်မို့မရှိဘူးလေလူတယောက်ထမင်းစားပြီးပြီလားမသိကဲသိတော့ရောဘာဖြစ်လဲဘာဖြစ်မသိတော့ရောဘာဖြစ်လဲဘာမှမဖြစ်အဲ့ဒီလိုအသိမျိုးကိုမဆိုလိုဘူးဒီအသိတစ်ခုဟာဒီလင်းငနဲ့သွားပြီးတော့ဘဝခရီးမှာမီးရှူးတစ်ဆောင်လို့သိတဲ့အသိမျိုးလောကမှာသိတယ်ဆိုတိုင်းပညာနဲ့သိတာလို့မအောင်မေးလေနဲ့အလကားအသိတွေကလည်းအများကြီးပဲရှိတယ်ပေါ့အကျိုးမရှိတဲ့အသိတွေကလည်းအများကြီးအဲ့ဒီအသိမျိုးဆိုလိုတာမဟုတ်ဘူးလူတကာမသိနိုင်တဲ့လျှို့ဝှက်ခက်ခဲနေနေတာကိုသိတဲ့ဟာမှတကယ်ကိုသိเสียလို့ပြောရမှာပဲနော်တခါတခါမြတ်စွာဘုရားသခင်ကိုရောမြတ်ကယဟန်တော်တွေခရီးဝေးကနေကြွလာတဲ့အခါမှာမေးတယ်ယဟန်ဘယ်ကနေလာခဲ့တာလဲလို့မေးတယ်တချို့ကတွေးတယ်ဖះပဲမသိဘူးလားဘာလို့မေးနေရတော့နော်ဖះပဲမသိဘူးလားဘာလို့မေးရတာလဲနေကောင်းရဲ့လားကြမ်းမာရဲ့လားမေးတယ်ဖះပဲမသိဘူးလားပေါ့မသိလို့မေးတာမဟုတ်ဘူးတခါတရံဟာအတိညာလို့ဆိုပေမဲ့လို့အတိညာဆိုတာအသုံးချမှသိတယ်မျက်စိဆိုတာလည်းမှိတ်ထားရင်မြင်ရတာမဟုတ်ဘူးဉာဏ်ကလည်းစဉ်းစားရမှာဖြစ်တယ်
ကဲမျက်စိနှလုံးဖွင့်ပြီးတော့ကြည့်အောင်မျက်စိမှုန်တဲ့လူကသူမြင်နိုင်တဲ့အတိုင်းတာနည်းနည်းလေးပဲရှိတယ်ပြုကျင်တဲ့လောက်ပြုသူမြင်မှတလောက်ပဲမြင်မှာပဲအမြင်ဉာဏ်ကလည်းမတူဘူးလေအဲ့တော့မေးတိုင်းမသိလို့မေးတာတော့ဒီလိုမဟုတ်ဘူးနော်မသိဘူးဆိုတိုင်းကလည်းပဲဟိုအရေးပါတယ်မသိမှုဘယ်ကလာတော့ဆိုတာမသိတော့ရောဘာဖြစ်လဲဘာမှမဖြစ်ဘူးဆင်ញင်လိုက်ရင်တော့မြတ်စွာဘုရားမှာအကုန်သိတယ်မဆင်ញင်မဲနေရင်တော့မသိဘူးဒါကဆိုလိုတာကမျက်လုံးကိုအသုံးမချရင်မမြင်ဘူးဒါဟုတ်တယ်လေအသုံးမချဘဲနဲ့မြင်နေလို့ရှိရင်ကြောင်တောင်ကြီးဖြစ်နေမှာပေါ့မိတ်ထားလဲမြင်နေတာမျိုးဖြစ်နေမှာပေါ့အဲ့ဒီနေရာမှာမြတ်စွာဘုရားနဲ့ခစ်ပြိုင်ပုရဏကတ္တဝါတို့ဘာတို့ကလဲသူတို့ကလည်းသဗ္ဗညုတဉာဏ်သူတို့မှလည်းရှိတယ်ဆိုပြီး omnipresent omniscient ဆိုရယ်အလုံးကိုသိတဲ့ဉာဏ်ကြီးဟာ omnipresent အမြဲတမ်းရှိနေတယ်သူဉာဏ်ကြီးကအမြဲတမ်းရှိဘယ်လောက်ထိအောင်ရှိတယ်ဆိုလို့ရှိရင်သွားနေလဲဒီဉာဏ်ကြီးကရှိနေတယ်နောက်ဆုံးမှအိတ်နေလဲဉာဏ်ကြီးကရှိတယ်မိထွန်းထားတယ်လို့ပေါ့ဉာဏ်ကြီးကလင်းနေတာအမြဲတမ်းရှိနေတယ်ပေါ့သူတို့ကအဲ့လိုလက်ခံတယ်မြတ်စွာဘုရားကိုအဲ့ဒီလိုပုရဏကတ္တဝါတို့လိုသွားနေရင်ထိုင်နေရင်အိပ်ပျော်နေရင်သဗ္ဗညုတဉာဏ်တော်ကြီးဆိုတာကိုလက်ခံမလားလို့ဆိုတော့မြတ်စွာဘုရားလက်မခံဘူးအဲ့ဒီလိုဉာဏ်မျိုးငါမှမရှိဘူးတဲ့ဟုတ်တယ်လေအိပ်နေတော့သိတဲ့ဉာဏ်မျိုးကတော်တော်ထူးဆန်းတဲ့ဉာဏ်ပဲလေအိပ်နေပါလေဆိုမှပဲသိမှာတော့အိပ်နေတော့ကပဲသိမှာတော့အဲ့တော့မြတ်စွာဘုရားဝေဖန်ပြတယ်အေးအဲ့ဒီလိုဉာဏ်ကြီးရှိနေတယ်ဆိုလို့ရှိရင်တဲ့ဘာဖြစ်လို့လမ်းမှားတာလဲတဲ့နော်တခါတခါလမ်းမှားတယ်တခါတခါခွေးစိုးနဲ့တွေ့လို့အကြိုက်ခံရတယ်ဒီဉာဏ်ရှိတယ်ဆိုတခါတခါကျတော့ခြေတော့ဆူဆူတယ်ဟောလမ်းမှားသွားတာတကယ်ရိပ်တာအကယ်ရိပ်တာအဲ့ဒီလိုဉာဏ်ကြီးကမိထွန်းထားတယ်လို့အမြဲတမ်းလင်းနေတဲ့သဗ္ဗညုတဉာဏ်ရှိရင်မှားယွင်းစရာတခုမှမရှိဘူးအဲ့ဒီလိုဝေဖန်ပြဘူးတဲ့မြတ်စွာဘုရားမြတ်စွာဘုရားမှာရှိတဲ့သဗ္ဗညုတဉာဏ်ဆိုဒီမှာဘယ်လိုဟာလဲသိချင်လို့ဉာဏ်ကိုအသုံးချလိုက်တာနဲ့တပြိုင်နက်ရှင်းကနေလင်းကနေအကုန်လုံးအဖြစ်ထုတ်နိုင်တဲ့ဉာဏ်ကိုဆိုလိုတယ်အမြဲတမ်းလင်းချင်းနေတာကိုပြောတာမဟုတ်ဘူးဒါကအလွန်တဘာဝကြတယ်ဓာတ်တောင်မှတအိမ်နဲ့ထည့်ထားပြီးအသုံးမပြုလို့ရှိရင်ဓာတ်ကပြတ်မှမပြတ်တာသူ့ဟာနဲ့သူတဘာဝကြကြအသုံးချပြီဆိုလို့ရှိရင်ဓာတ်ကပြတ်တယ်လေအဲ့တော့အသုံးမချဘဲနဲ့စွမ်းရည်ထက်နေတယ်ဆိုတာဖြစ်မှမဖြစ်နိုင်တာဟုတ်လောကတဘာဝနဲ့အစွမ်းရည်ဆိုလိုတာကမြတ်စွာဘုရားရဲ့သဗ္ဗညုတဉာဏ်တော်ကြီးဆိုတာအေးသိချင်လို့ကြည့်လိုက်ပြီဆိုလို့ရှိရင်ပုဂ္ဂိုလ်တူတယောက်ရဲ့အနေထားတွေကိုကြည့်လိုက်တယ်ဒီပုဂ္ဂိုလ်ဟာခုဘာတွေတွေးနေတာလဲဘာကြောင့်ဒါတွေတွေးနေတာလဲသူအတိတ်တုန်းကရောဘာတွေလုပ်ခဲ့တယ်လဲဆိုတာတတိတန်းကြီးရှုပ်ဝက်ချက်တစ်ခုမှမရှိအောင်အကုန်လုံးမြင်တယ်နော်သူ့ရဲ့နောက်ကြောင်းရာဇဝင်အကုန်လုံးဒီနေ့စိတ်တွေသဘောထားတွေကဘာဖြစ်လို့သူ့မှာဖြစ်နေရတယ်လဲလူတယောက်ရဲ့စိတ်ကိုဒီ16ချက်16မျိုးခွဲပြီးတော့မြတ်စွာဘုရားတခဏအတွင်းအကုန်သိနိုင်ဟောသဗ္ဗညုတဉာဏ်တော်ကြီးနဲ့ကြည့်လိုက်လို့ရှိရင်ဓမ္မရဲ့တတ္တိတွေသိရမယ့်တရားတွေအကုန်လုံးဘုရားမှာစုပ်ပိတ်ထားလို့မသိဘူးခေါင်းကုပ်ပြီးစဉ်းစားရတယ်ဆိုတာမရှိဘူးသိကျင်လို့ကြည့်လိုက်တာနဲ့တပြိုင်တည်းအကုန်လုံးဉာဏ်တော်ရဲ့ရှေ့မှာရောက်လာအဲ့ဒီစွမ်းရည်တတ္တိရှိတဲ့သဗ္ဗညုတဉာဏ်လို့ဒီလိုခေါ်တယ်ဒီလိုမသိတဲ့ပုဂ္ဂိုလ်တွေကမြန်မာနိုင်ငံတောင်မှပဲလေဒီကိုယ်လည်းလေးလည်းမလေးလာဘူးမြတ်စွာဘုရားအကြောင်းလည်းတည်တည်ချာချာစာရီဖတ်ထားတာမရှိတော့သဗ္ဗညုတဉာဏ်ဆိုတာရှိသလားဆိုပြီးတော့မေးခွန်းထုတ်ပြီးတော့သဗ္ဗညုတဉာဏ်မရှိဘူးဆိုပြီးတော့တစ်ချိန်တုန်းကမြန်မာပြည်မှာစာဆောင်တစ်ခုထုတ်ဖူးတယ်ပေါ့နော်နာမည်ကဇောက်ထိုးတဲ့ဟုတ်ပါပဲလေသူကဇောက်ထိုးကြည့်တာကိုတဲ့တဲ့ကြည့်တာမဟုတ်ဘူးတော့အဲ့ဒါလို့ကိုကဉာဏ်မမီတာကိုဖျားသွားပြီးတော့ပြောတာဖြစ်နေတယ်ပေါ့အကယ်၍ကိုဉာဏ်မီနိုင်မယ်ဆိုလို့ရှိရင်တော့ပြောစရာတခုမှမရှိဘူးလေ့လာဖို့ပဲလိုအပ်တယ်ပေါ့အသိဉာဏ်ဆိုတာဥပမာတခုကြည့်မယ်ဆိုရင်
စိတ်ပညာသင်ထားတဲ့ဆရာဝန်တယောက်မြင်တဲ့အမြင်မျိုးကိုတာမန်လူတယောက်ကဘယ်လိုလုပ်မြင်နိုင်ဘူးမမြင်နိုင်ဘူးအဲ့တော့ပညာရက်ဆိုတာသူ့ဟာနဲ့သူရှိတယ်သူ့ဟာနဲ့သူရှိတာကိုမလေးလာပဲနဲ့မဟုတ်ဘူးလို့ပြောလို့လည်းရတာမှမဟုတ်တာကိုလောကကြီးမှာနော်ဒါကြောင့်မလို့မြတ်စွာဘုရားခင်ကိုရောမြတ်ကဒီအမှန်အကန်ကိုယ်ပိုင်ဉာဏ်နဲ့သိเสียရှိသမျှတရားဓမ္မကိုသိတယ်လို့ဆိုတာဟာဒီတိပင်ကပါနော်ဒါအသုံးချတယ်လို့ဒီလိုသိတဲ့အသိမျိုးတွေကိုပြောတာမဟုတ်ဘူးဒါတွေကအမှန်လေးလာမှတ်သားပြီးတော့တင်ညာနဲ့သိတဲ့အသိမျိုးတွေအများကြီးပဲလောကအရေးပါတဲ့အသိလို့မဟုတ်ပြောရမှာမဟုတ်ဘူးနော်သမင်းချက်တဲ့အခါကျတော့ဘယ်နှပွဲစုရင်ဆံကနူးသွားတယ်ဆိုတဲ့အသိမျိုးဒီအသိကသိเสียဒီလိုအရှင်းမြင့်တဲ့အသိမှမဟုတ်တာပဲအဲ့တော့မြတ်စွာဘုရားသခင်ကိုတော်မြတ်သိတယ်လို့ဆိုတဲ့အသိဟာသူတစ်ပါးလက်လန်းမမီတဲ့အသိမျိုးတွေကိုဒီနေရာမှာယူရမှာနော်ဟုတ်ပြီနံပါတ်1သမ္မာသမ္ဗုဒ္ဓရဲ့အရေးချင်းလေးခုံတော်ရဲ့အရေးချင်းဟာဘာကြောင့်မြတ်စွာဘုရားကိုသမ္မာသမ္ဗုဒ္ဓလို့ဆိုရတယ်လေတမ္မာသိတာတွေအမှန်ကန်ပဲသိတယ်လွဲမှားတာမရှိဘူးတန်ကိုယ်ပိုင်ဉာဏ်နဲ့သာသိတယ်ဟုတ်ပြီမြတ်စွာဘုရားလောင်းတော်တောထွက်လာပြီးတဲ့နောက်မှာထိုခေတ်ကမကရတိုင်းမှာဘာသာတရားကိုကျင့်ကြံကြိုးကုပ်အထုတ်နေကြတဲ့ဓမ္မယောဂီကြီးတွေအများကြီးရှိတယ်သူနီးသူစနစ်နဲ့သူကသူအထုတ်တာသမထကျင့်စဉ်တွေမှာပေါ့ပေါ့ရော့ရော့အောင်မြင်နေကြတဲ့ပုဂ္ဂိုလ်တွေရှိတယ်အဲ့ဒီဆရာတွေစီဂေါတမဗုဒ္ဓသွားရောက်ပြီးတော့ချင့်ကပ်တယ်စာပေထဲမှာမှတ်တမ်းတင်ထားတာ2ဦးသာရှိတယ်2ဦးကကြမှာကမယ်ပေါ့ဘုရားလောင်းအနေနဲ့ချင့်ကပ်လိုက်တဲ့အခါမှာပထမဆုံးဘယ်သူနဲ့တွေ့တုံးဆိုအာလာရဆိုတဲ့ယတိကြီးနဲ့တွေ့တယ်သူ့ရဲ့အမျိုးနွယ်ကကာလမဖြစ်လို့အာလာရကာလမလို့ခေါ်တယ်သူကသမထကျင့်စဉ်ကိုသူကအဆင့်ခွန်ထိအောင်ဟောရောက်ပြီးတာအဆင့်ခွန်ထိအောင်အဆင့်ရှိတာမှာအဲဒီခွန်ထိအောင်သူကဟောရောက်တာဘုရားလောင်းကချင်းကပ်ပြီးတော့မေးတဲ့အခါမှာသူကပြောပြတယ်တကယ်သူတော်ကောင်းကြီးတွေသူတို့မှရှုပ်ဝက်ထားဆိုတာမရှိဘူးဗမာပြည်မှာတော့ဘိန်းတော်သေးလေးတောင်မှရှုပ်ဝက်ထားတယ်ပျောက်ရောဆေးမယ်တွေအကုန်ရွှေ့ဝက်တယ်နော်ဟိုဟာလေးရှုပ်ဝက်ဒါလေးရှုပ်ဝက်နဲ့ကြာတော့တေးရပါသွားရောမရှိတော့ကုန်ပြောက်ကုန်တယ်ပညာမရှုပ်ဝက်ဘူးကုန်ပြောပြတဲ့အခါကျဘုရားလောင်းရဲ့စိတ်ဓာတ်ကိုကြည့်ဒီအစ်စ်နေဟာသူလည်းယုံကြည်ချက်ရှိလို့ကြိုးစားလို့တတိတွေစွမ်းအားတွေတမာရီစွမ်းအားတွေပညာစွမ်းအားတွေကောင်းလို့ရငါမှလည်းပဲဒါမျိုးတွေရှိရင်ရကိုရရမယ်ဟောဒါကြိုးပမ်းအထုတ်တဲ့အာသနီစိတ်ဓာတ်လို့ခေါ်တယ်သူတောင်တတ်သေးတာပဲငါဘာလို့မတတ်အောင်ငါလည်းလုပ်မယ်ဆိုပြီးကြိုးစားတာဘုရားလောင်းမကြခင်ပဲတခဏအတွင်းမှာပဲသူရောက်တဲ့အဆင့်ကိုရောက်သွားလက်တွေ့လှုပ်ကြည့်တာလေလှုပ်ကြည့်တော့ရောက်သွားတဲ့အခါကျတော့သူ့ကိုသွားပြောတယ်ဆရာဒီအဆင့်ဒါပဲမဟုတ်လားလို့ဆိုဟာဟုတ်တယ်ဝမ်းသာလိုက်တာနော်သူသိတဲ့အဆင့်ကိုသိတော့လာတို့ဒီယောဂခိုင်းကြီးကို2ဦးပူးတွဲပြီးတော့ဆရာလောက်ကြရအောင်လို့ဖိတ်ခေါ်တယ်သူကဆရာလောက်ကြမယ်သင်တန်းပို့ချကြမယ်ဆိုအဲ့ဒီမှာဘုရားလောင်းကသူရှာတာဒါမဟုတ်သေးဘူးဒီတဲ့အစင်းမျက်နှာကိုသူရှာခြင်းသူရှာတာကဘာတော့ဆိုရင်ဒီလူတွေဟာလူဘဝရလာပြီးတဲ့နောက်မှာအိုမင်းရင်းရောခြင်းသိဆုံးခြင်းဆိုတဲ့ဘောင်ကိုဘယ်သူမှကြော်လွှားပြီးတော့မသွားနိုင်ဘူးအဲ့ဒီလိုဖြစ်လာပြီးတဲ့နောက်ရက်တီးပြီးတော့ထာဝရခိုင်မြဲတဲ့အရာများရှိသလားလို့ရှာတာပဲသူရှာတာအမတလို့ခေါ်တာမတည်တဲ့ဟာမပြောင်းလဲတဲ့ဓာတ်သဘောတွေရှိသလားလို့လိုက်ရှာမတွေ့ဘူးဒီကျင့်စဉ်ရဲ့လမ်းဆုံးကဗြဟ္မဘုံပဲဗြဟ္မဘုံဆိုတာကဘာပေါင်းများစွာရက်တီးပြီးတဲ့အခါသူလည်းတောင်းအောင်မှာပဲရက်မနေဘူးမတည်ငြိမ်နေဘူးဆိုတာသိတယ်ဒါကြောင့်မို့လက်မခံတော့ဘူးနောက်ဆရာတူစီသွားတယ်ဥဒကရာမဗုဒ္ဓ
အဲ့ဒီအချိန်မှာရာမဆိုတဲ့ဆရာကြီးကမရှိဘူးသူတပည့်လက်ထောက်တပည့်ကြံရစ်တယ်ရာမဆိုတဲ့ဆရာကြီးက80ဆင့်ထိအောင်ပေါက်သွားပြီလားသူကဒါပေမဲ့သူမရှိဘူးဘုရားလောင်းရောက်သွားတဲ့အခါကျတော့နီးစနစ်ပဲကျန်တော့တယ်ဥဒကစီချင်းကပ်ပြီးတော့မေးတဲ့အခါကျတော့ရာမဆရာကြီးရဲ့ပေါက်ရောက်မှု80ဆင့်ဟောပြောတယ်သူကဟောပြောလိုက်တဲ့အခါကျတော့ဘုရားလောင်းကခုနလိုပဲစဉ်းစားတယ်အေးရာမဆရာကြီးကတတ္တဝီရိယတတိတမာတိပညာတွေရှိတာမဟုတ်ဘူးငါမှလည်းရှိတယ်ငါဟာတွေအစွမ်းမြင့်ပြီးတော့ငါကြိုးစားမယ်ငါကြိုးစားရင်သူတို့လိုရလာမှာပဲဆိုပြီးအထုတ်တယ်မကြခင်မဲ့ရာမဆရာကြီးအဆင့်80ဆင့်ရောက်သွားရောက်တော့သူတပည့်လက်ထောက်တပည့်ကြီးစီသွားပြီးတော့ဥဒကစီသွားပြောတဲ့အခါကျဥဒကကဝန္တာနုံတို့သူတော့မရောက်သေးဘူးအဲ့ဒီအဆင့်ကျင့်နှုံးပဲရှိသေးတယ်ဝန္တာလုံးအာကြီးတို့အရှင်ဘုရားဒီခိုင်းကြီးကိုဆရာလုပ်ပါခေါင်းဆောင်ပါသူဆရာရာမအဆင့်ကိုအရှင်ရောက်နေပြီဆိုပြီးတော့ဝန္တာအာရသူ့ကိုဖိတ်ခေါ်ပြီးတပည့်ခံအဲ့ဒီမှာလည်းပဲခုနကအမတ္တဓာတ်ဆိုတာကိုမရနိုင်သေးဘူးနောက်ဆုံးကြတော့သေဥမှာပဲအဲ့ဒီနေရာကလည်းသင်္ကတတရားတွေကမြဲတာတခုမှမရှိသေးဘူးငါလိုချင်တာဒါမဟုတ်သေးဘူးဆိုလက်မခံမဲနဲ့နောက်ဆုံးမှာအဲ့ဒီခေတ်ကခေတ်စားနေတဲ့ခန္ဓာကိုယ်ကိုညှင်းဆဲတဲ့အကျင့်တွေနဲ့များအမှန်တရားတွေ့မလားဆိုပြီးတော့လောက်တာဒုက္ခရစရိယာလို့ခေါ်တယ်ဒုက္ခစရိယာမဟုတ်ဘူးဒုက္ခရစရိယာဒုက္ခရဆိုတာလုံနိုင်ဖို့အင်မတန်ခက်တဲ့စရိယာအကျင့်တာမန်ပုဂ္ဂိုလ်တွေဟာစိတ်ပြတ်သွားမယ်ဒုက္ခမခံနိုင်ဘူးအဲ့ဒီအကျင့်ကိုကျင့်တာ6နှစ်နိဗ္ဗာန်ကအဲ့ဒီအကျင့်ကိုကျင့်တာလူတစ်ကိုယ်လုံးရုပ်ပြည့်စင်ပြည့်ဖြစ်ပြီးတော့ပိန်ချုံသွားသည်ထီအောင်ကျင့်တယ်သို့တော့သူလိုချင်တဲ့လမ်းကြောင်းမပေါ်လာဘူးရှားမတွေ့ဘူးအဲ့တော့ဆိုလိုတာကဘုရားလောင်းဟာရှေ့ပိုင်းမှာဆရာတင်တယ်တင်ပေမဲ့လို့အဲ့ဒီဆရာတွေကသူလိုချင်တဲ့လမ်းကိုမပြနိုင်ကြဘူးနောက်ပိုင်းရောက်တဲ့အခါကျတော့သူစဉ်းစားလာတယ်တိယအညောမဲ့ကောဘောရယငါသိကျင်တဲ့အသိဉာဏ်ရဖို့ရအတွက်ကဒီလမ်းကသွားလို့တော့မတွေ့ဘူးနောက်တလမ်းဖြစ်လိမ့်မယ်ဆိုပြီးတော့ဝိပဿနာကျင့်စဉ်မဲ့ဥတည်တဲ့သမထလမ်းကြောင်းကိုရှာတွေ့သွားတယ်စဉ်းစားမိသွားတယ်ပေါ့စဉ်းစားမိသွားတဲ့အခါကျတော့ခန္ဓာကိုယ်ကကျမ်းမာရေးလွန်ထိခိုက်သွားပြီဒါကြောင့်မို့လို့အစာပြန်စားမယ်အစာပြန်စားတယ်အဲ့ဒီအချိန်မှာပင်စဝဂ္ဂိတွေအနာနာမှာရှိနေကြတယ်အစာလဲပြန်စားရောပင်စဝဂ္ဂိတွေကစိတ်ပြက်ပြီးတော့နေတော့ထွက်သွားကြနော်အစာမရေစာဖြတ်ပြီးတော့ကျင့်တဲ့အကျင့်ကိုအာသာနေလို့သတ်မှတ်တာအစာရေစာလဲပြန်စားရောပင်စဝဂ္ဂိတွေကဟာဂေါရမယဟန်ဟာအကျင့်တွေလျှော့လိုက်ပြီးတို့မျောလင်းချက်ကြီးနဲ့စောင့်နေလို့အပိုပဲဆိုပြီးတော့မိဂရာကိုဗာရာဏသီဘက်ကိုထွက်သွားကြတာ18ယူဇနာဝေးတဲ့ဘက်အဲ့ဒီအချိန်မှာဘုရားလောင်းဟာတူးတဲ့ပဲခြံရစ်တယ်သူ့လမ်းကြောင်းကိုယ်ပိုင်လမ်းကြောင်းနဲ့ကိုယ်ပိုင်နည်းစနစ်ကိုယူပြီးတော့ကျင့်လိုက်တဲ့အခါကျတော့မှဟောဝိပဿနာကျင့်စဉ်တစ်ခုကိုတွေ့သွားတယ်ဒီမသေးဘူးဆိုတဲ့အမတ္တဓာတ်တွေ့ဖို့ရာအတွက်ဖြစ်ပြီးတော့ပြက်နေတဲ့အရာတွေကိုရှုမှတ်ပွားများပြီးအဲ့ဓာတွေကိုကြော်ကျင်လို့ရှိရင်ဘယ်အရာမှမမြဲဘူးဆိုတဲ့အသိဒီသာဝရမြဲတယ်ဆိုတာကိုတွေးဖို့အတွက်မှန်ကန်တဲ့လမ်းကြောင်းတစ်ခုဖြစ်တယ်လို့ခံယူချက်ထားပြီးတော့ကျင့်လိုက်တဲ့အခါနောက်ဆုံးမှာဒါတွေလဲကြော်သွားရောသင်္ကတတရားတွေကိုကြော်သွားလိုက်တဲ့အခါအသင်္ကတဆိုတဲ့အမတ္တဓာတ်ကိုသွားတွေ့တယ်အဲ့ဒီမှာဖះငါလိုချင်တဲ့အဆင့်ကိုရောက်ပြီဆိုပြီးတော့သူကဖះလို့ကြေညာတော့တာဒီလိုပြောတာနော်ဒါအဆင့်တစ်ခုဆိုတာရှိတယ်လေသတ်မှတ်တာဒါကြောင့်မို့လို့သမ္မာသမ္ဗုဒ္ဓအမှန်ကန်သိပြီကိုယ်ပိုင်ဉာဏ်နဲ့သိတယ်ကိုယ်ပိုင်ဉာဏ်နဲ့သိအောင်ကြိုးစားအားထုတ်တယ်ဟုတ်ပြီသိစရာတွေကိုအချင်းချုပ်ပြီးတော့ပြောမယ်ဆိုလို့ရှိရင်ဒီသိစရာတွေဟာအတ္တမထူးကဲတဲ့ဉာဏ်နဲ့မှသိနိုင်တယ်တာမန်ပညာဆိုတာလေးနဲ့မသိနိုင်ဘူးတဲ့အဲ့ဒါကြောင့်မို့လို့အဘိညာယထူးခြားတဲ့ဉာဏ်တွေနဲ့မှသိနိုင်တယ်လူတွေရဲ့တဘာဝလူတွေရထားတဲ့တဏ္ဍာမှာရှိတဲ့
တဘာဝတရားတွေဒါတွေကိုအသေးစိတ်သိတယ်ဘာကြောင့်ဖြစ်တယ်ဆိုတာသိတယ်ဘယ်မှာချုပ်ငိမ့်သွားမယ်ဆိုတာသိတယ်ဒီလိုချုပ်ငိမ့်အောင်ဘာလုပ်ရမယ်ဆိုတာသိတယ်အဲ့ဒီလိုသိလာတော့မြတ်စွာဘုရားကတရားတွေကိုသိရင်ရှုထောင့်၄မျိုးကအမြဲတမ်းသိတယ်ရှုထောင့်၄မျိုးဆိုဒီမှာပိုင်းခြား၍သိရမယ်တရားကတစ်ခုဖယ်ရှားပြရမယ်တရားကတစ်ခုမျက်မှောက်ပြုရမယ်တရားကတစ်ခုတိုးပွားအောင်လုပ်ရမယ်တရားကတစ်ခုသူ့အလုံးနဲ့သူ့ဟာသူတရားဆိုတာအကုန်လုံးဖယ်ရမှာလည်းမဟုတ်ဘူးအကုန်လုံးမျက်မှောက်ပြုရမှာလည်းမဟုတ်ဘူးဒါကြောင့်မို့ပိုင်းပိုင်းခြားခြားသူ့ဟာသူကွဲကွဲပြားပြားသိတာပရိညေယဆိုတာပိုင်းခြားသိရမယ်တရားနော်ပါဟတ္တဗဆိုတာဖယ်ရှားရမယ်တရားသစ္စိကတ္တဗဆိုတာမျက်မှောက်ကိုယ်တိုင်တွေ့ရှိရမယ်တရားဘာဝေတ္တဗဆိုတာကိုယ်တဏ္ဍမှာဖြစ်ပြီးတော့တိုးပွားလာအောင်လုပ်ရမယ်တရားလို့ဒီအစု၄စုရှုထောင့်၄ခုကနေပြီးတရားတွေကိုသိရှိနားလည်သွားတာအဲ့ဒီလိုသိသွားတဲ့အတွက်ကြောင့်သမ္မာသမ္ဗုဒ္ဓဒါတွေကိုကိုယ်တိုင်သိတာဘယ်ဆရာစီကမှနိခန္ဓာမဟုတ်ဘူးသူကိုယ်ပိုင်ဉာဏ်နဲ့သိတာလို့ဓမ္မစကြာတရားဟောတဲ့အခါမှာမြတ်စွာဘုရားကလေပုပ္ပေအနာနုတုတေတုဓမ္မေတုနော်ဘယ်တော့မှဘသူစီကမှမကြားခဲ့ဘူးတဲ့တရားတွေပေါ်မှာစက္ခုံဥဒ္ဒပါတိအမြင်မျက်စိတွေဖြစ်လာတယ်ဒီလိုဆိုလိုတာဉာဏ်ဥဒ္ဒပါတိအတိဉာဏ်တွေဖြစ်လာတယ်ဝိဇ္ဇာဥဒ္ဒပါတိမှန်ကန်စွာသိမှုတွေဖြစ်လာတယ်ပညာဥဒ္ဒပါတိပိုင်ပိုင်ခြားခြားသိတဲ့အတိဉာဏ်တွေသူ့မှာရလာတယ်လို့လုံးလို့ရလာတာသူကသူဖြစ်လာတာမဟုတ်ဘူးကျင့်ကြံကြုတ်ကိုအားထုတ်လို့ဒီလိုအဆင့်တွေဖြစ်လာလို့ငါဟာဘုရားဖြစ်တယ်လို့ဒီလိုမြတ်စွာဘုရားကြည်ညာတာဖြစ်တယ်ပေါ့ကဲဥပမာလေးတစ်ခုနဲ့ကြည့်ကြရအောင်မြတ်စွာဘုရားကသမ္မာသမ္ဗုဒ္ဓလို့ဆိုတဲ့ဟာဘယ်လိုဟာကိုပြောလိုတာလဲလို့မေးလိုက်မယ်ဆိုရင်သိလို့လွဲအောင်ပရိစ္ဆေသမုပ္ပါဒ်နဲ့ကြည့်ပရိစ္ဆေသမုပ္ပါဒ်နဲ့ကြည့်လိုက်ဘုန်းကြီးတို့တွေခန္ဓာကိုယ်ရထားတယ်အဲ့ဒီရထားတဲ့ခန္ဓာကိုယ်ကြီးဟာဘု து ခန္ဓာကိုယ်ပဲဖြစ်ဖြစ်တဖြည်းဖြည်းရင့်ပြီးတော့အိုးလာတယ်အဲ့ဒီရင့်ပြီးတော့အိုးလာတာကိုစရာလို့ခေါ်တာလူခန္ဓာကိုယ်မှမဟုတ်ဘူးအခုဒီပန်းပွင့်လေးတွေကစအကုန်လုံးမြင်မြင်သမျှတွေအားလုံးဟာရင့်လာတာရင့်လာတယ်ဟောင်းလာတယ်နွမ်းလာတယ်ဘယ်အရာပဲဖြစ်ဖြစ်ဟောင်းနွမ်းရင့်ရော်လာတယ်ဒါကိုစရာလို့ခေါ်တာပဲနောက်ဆုံးကြတော့ပျက်စီးသွားတယ်ဒါကိုမရဏလို့ခေါ်တာဟုတ်ပြီဘုန်းကြီးတို့အခုရင့်လာတယ်ကိုရထားတဲ့ခန္ဓာကိုယ်ကမျက်လုံးကလည်းပဲရင့်လာတယ်မှုံလာတယ်နားကလည်းရင့်လာတယ်ထိုင်းလာတယ်သွားတွေကလည်းကျိုးလာတယ်ခေါင်းကဆပ်ပြင်းတွေကလည်းဖြူးလာတယ်လူရဲ့အင်အားတွေကလည်းဆုပ်ယုပ်လာတယ်ဟောစရာဟုတ်ပြီနောက်ဆုံးကြတော့အားတွေလည်းပြတ်အကုန်လုံးခြေမတန်နိုင်လက်မတန်နိုင်ဖြစ်ပြီးတော့အသက်နဲ့ကိုယ်နဲ့အိုးစားကွဲသွားတဲ့မရဏဆိုတာဒါဖြင့်ဒီစရာနဲ့မရဏဟာကအခုလို့ဆိုတာဘုန်းကြီးတို့တွေစရာမရဏရဲ့သဘောကိုသိသွားပြီအခုဒီဟာပိုင်းခြားပြီးတော့သိတယ်အေးဟုတ်တယ်ငါမှစရာရှိတယ်ငါမှမရဏတရားလည်းဖြစ်လာလိမ့်မယ်သိခြင်းသဘောတရားလည်းငါမှရှိတယ်ဒီနှစ်ခုဟာသိเสียအနေနဲ့အခုသိလိုက်ပြီဟောဒါသိမှုကိုပရိညေယလို့ခေါ်တယ်ပိုင်းပိုင်းခြားခြားသိတာလက်ခံလိုက်ပြီဟုတ်တယ်ရှိတယ်ဒါဖြင့်ဒီစရာမရဏဟာဘာကြောင့်ဖြစ်တာလဲလို့ကြောင်းရှာရင်ဇာတိပစ္စယစရာမရဏငါမွေးလာလို့အိုတာပဲမမွေးရင်အိုမှာမဟုတ်ဘူးနော်ကလေးလေးတွေအခုမွေးလာကြတယ်မွေးလာပြီးတနေ့ငါလို့အိုမှာပဲဟောမွေးလို့အိုရတာမမွေးရင်အိုးကုန်မအိုးဒီပန်းပွင့်လေးတွေဟာလည်းဘာလို့နွမ်းရတော့ပွင့်လာလို့နွမ်းတာမပွင့်မဲနေနွမ်းမှာမဟုတ်ဘူးလေအဲ့တော့ဇာတိပစ္စယစရာမရဏဆိုဒီနေရာမှာစရာနဲ့မရဏကဒုက္ခသစ္စာတဲ့ကျင့်တတ်เสียမကောင်းတဲ့အမှန်တရားတစ်ခုပဲညင်းเสียမရှိဘူးမှန်တယ်လုံးဝမှန်တယ်
ကျင့်တတ်เสียကောင်းလားမကောင်းဘူးဒါကြောင့်မို့ဒုက္ခလို့ပြောတာနော်ဘာအနှစ်သာရရှိတော့သရမရဏထဲမှာငါလို့ပြောเสียရှိလားမရှိဘူးငါဟာလို့ပြောเสียရှိလားမရှိဘူးသူ့ဘာသူအိုနေတာသူ့ဘာသူပြက်သွားတာဟောအဲ့ဒါဒုက္ခဒုဆိုတာစိတ်ပြက်เสียကောင်းပြီးတော့ခဆိုတာဘာမှအနှစ်ရှာမရတဲ့အရာလို့ဆိုလို့တယ်ဘာမှအနှစ်ရှာမရဘူးခိုင်တာတခုမှမရှိဘာကြီးလဲဥပမာတူတော့ဆိုရင်ဒီရေတွေထဲမှာဒီမြစ်ထဲမှာတခါတည်းရေမြုပ်ဆိုင်ကြီးတွေမျောလာတာရှိတယ်အဲ့ဒီရေမြုပ်ဆိုင်ကြီးတွေထဲမှာဘာတွေများပါတော့လို့လက်နဲ့မှုကြည့်လိုက်ရှဲဆိုအကုန်လုံးကြည်သွားပါလည်းမတွေ့ဘာမှမတွေ့အဲ့ဒါလိုပဲအနှစ်ဆိုတာရှာလို့မရဘူးစရာမရဏဆိုတဲ့တဲမှာအနှစ်ဆိုတာဘာတစ်ခုမှမကြံရဘူးအားလုံးဟာပြိုကွဲပြည့်စည်သွားတဲ့အရာအဲ့ဒါကြောင့်မို့လို့ဒုက္ခလို့ဒီလိုခေါ်တာနော်စားရမရှိလို့ညီးတဲ့ဒုက္ခကတစ်မျိုးနော်ပတ်စံမရှိလို့ဒုက္ခလို့ပေါ့အဲ့ဒီဒုက္ခတစ်မျိုးခေါင်းကိုက်လို့သွားကိုက်လို့ညီးတဲ့ဒုက္ခတစ်မျိုးအဲ့ဒါဒီစရမရဏဒုက္ခဆိုတာရှင်းတတ်เสียမကောင်းဘာမှမရှိတဲ့အရာတစ်ခုဖြစ်တယ် emptiness ခေါ်တာပေါ့တုံညာကြီးပဲဘာမှမရှိဘူးအနှစ်သာရကင်းမဲ့နေတဲ့တုံညာသဘောတရားကြီးပဲဟုတ်ပြီဒီတုံညာဆိုတာဒုက္ခဆိုတော့ဟုတ်ပြီဘယ်သူကလှုပ်လိုက်လို့ဖြစ်လာတာတုံးဆိုဇာတိပစ္စယစရမရဏလို့ဆိုမွေးလာတာတမှုရိယအကြောင်းတရားပဲမွေးလာခြင်းကတမှုရိယသစ္စာငါဇာတိမဖယ်လို့ရှိရင်စရမရဏကိုဖယ်လို့မရဘူးနော်ဇာတိဆိုတဲ့မွေးဖွားလာမှုကိုမှမယုတ်သိမ်းနိုင်ပဲနဲ့စရမရဏဘလို့ယုတ်သိမ်းလို့မရဘူးဒါပေမဲ့ခုခေတ်တော့မအိုစေးပေါ်နေတယ်လို့ပြောတာဘာတော့လို့မေးကြည့်တော့မော်တော်ဆိုင်ကယ်စီးတာတဲ့ငယ်ငယ်နဲ့သိလို့ဒါပေမဲ့စရသာယုတ်သိမ်းလို့ရကောင်းရမယ်မရဏကတော့ဘယ်ယုတ်သိမ်းလို့ရမှာနော်မရဏကတော့သွားတာပဲလေအဲ့တော့ဇာတိကသမုဒိယသစ္စာစရမရဏကဒုက္ခသစ္စာဟောဒါကိုယ်တိုင်သိနိုင်တဲ့အသိတွေပဲဒီလိုသိလိုက်တယ်ဒါဖြင့်និရောဓဆိုတာဘာပြောတာတုံးဆိုဥပိ္ပဏံအပ္ပတိစရမရဏလည်းမရှိတော့ဘူးဇာတိလည်းမရှိတော့ဘူးအဲ့ဒီနှစ်ခုစလုံးကင်းပြတ်သွားခြင်းဟာဇာတိမရှိသည့်အတွက်ကြောင့်စရမရဏမရှိဘူးအကြောင်းတရားမရှိသည့်အတွက်ကြောင့်ဒုက္ခဆိုတဲ့အကျိုးတရားလည်းမရှိဘူးဒီနှစ်ခုစလုံးချုပ်ဆုံးသွားတာဟာအမတ္တအပ္ပတ္ထဆိုတာဒီနှစ်ခုစလုံးမရှိတော့လို့ရှိရင်ဒုက္ခဆိုတာမရှိတော့ဘူးပေါ့အဲ့ဒါကိုဥပိ္ပဏံအပ္ပတိនិရောဓဒီနှစ်ခုမဖြစ်လို့ရှိရင်ဒါထာဝရချုပ်ငြိမ်းမှုပဲဖြစ်တယ်ဒါဖြင့်အဲ့ဒီနှစ်ခုမဖြစ်အောင်ဘယ်လိုလုပ်ရမလဲလို့ဆိုရင်အဲ့ဒီនិရောဓကိုရောက်စေနိုင်တဲ့မဂ္ဂင်၈ပါးအကျင့်တရားဒီမဂ္ဂဒီအကျင့်လမ်းကြောင်းကနေတွားလို့ရှိရင်အဲ့ဒီနှစ်ခုစလုံးမဖြစ်တဲ့နေရာကိုတွေ့လိမ့်မယ်အဲ့ဒီနှစ်ခုမဖြစ်ဘူးစရမရဏကိုပိုင်းခြားသိလိုက်ပြီဇာတိကိုလည်းဖယ်လိုက်ပြီဆိုလို့ရှိရင်တော့ဇာတိရောစရမရဏရောနှစ်ခုစလုံးငြိမ်းသွားတာဟာនិရောဓဖယ်လိုက်နိုင်တဲ့လမ်းစဉ်ကမဂ္ဂလို့ဆိုသစ္စာလေးပါပဲဒီလိုသိတာကိုပြောတာနော်အဲ့တော့မြတ်စွာဘုရားကပြိဿသဘောပတ်တွေဒီလိုတစ်ခုစီသိသွားခါအဲ့ဒီမှာလည်းတခါဇာတိကရောသူ့ဘာသူဖြစ်တာလားသူ့ကိုအကြောင်းရှာလိုက်တဲ့ဇာတိမှာရောအနှစ်ရှိရလားမရှိဘူးဒါမို့ဇာတိကဒုက္ခအဲ့ဒီဒုက္ခဆိုတဲ့ဇာတိကိုဘယ်သူကထုတ်နေတာတော့ဆိုဘဝပစ္စယဇာတိကံတရားတွေကထုတ်နေတယ်ဆိုတော့ကံတရားတွေကဘဝကသမုဒိယသစ္စာအဲ့ဒီဥပိ္ပဏံအပ္ပတိဇာတိလည်းမဖြစ်ဘူးအကျိုးတရားလည်းမဖြစ်ဘူးအကြောင်းတရားဖြစ်တဲ့ဘဝလည်းမရှိတော့ဘူးအဲ့ဒီနှစ်ခုစလုံးအကြောင်းရောအကျိုးရောနှစ်ခုစလုံးငြိမ်းသွားခြင်းဒီនិရောဓအဲ့ဒီငြိမ်းမှုကိုသိအောင်ကြိုးစားခြင်းဒီမဂ္ဂလို့ဟောဒီလိုသွားတာဟောတခါဘဝဆိုတာသိပြီအေးဘဝဆိုတာရှင်း납เสียမကောင်းဘူးအနိတ္တရာမရှိဘူးတုံည emptiness အဲ့ဒါဟာဒုက္ခပဲဒီဒုက္ခကိုဘယ်သူကထုတ်နေတာတော့လို့ကြည့်လိုက်တဲ့အခါဥပါဒါနပစ္စယဘောဥပါဒံကသမုဒိယသစ္စာဘ
ဝကဒုက္ခသစ္စာဟောဥပါဒဏ်နဲ့ဘဝနှစ်ခုစလုံးချုပ်ငြိမ်းသွားတာကនិရောဓသစ္စာအဲ့ဒီလိုချုပ်ငြိမ်းအောင်ကျင့်စဉ်ကျင့်လို့အတိညာရလာတာကမေဃသစ္စာဒီလိုတရားတိုင်းကိုမြတ်စွာဘုရားကိုယ်ပိုင်ဉာဏ်နဲ့သိတယ်အဲ့ဒီအတိဟာလည်းပဲလုံးဝမှန်ကန်တဲ့အတိဖြစ်တယ်ဒီလိုဆိုလိုတာအဲ့ဒါကိုပဲသမ္မာသမ္ဗုဒ္ဓလို့ခေါ်တာနော်ဒီလမ်းကဘယ်သွားတာတော့ဒီသစ်ပင်ရဲ့နာမည်ကဘာတော့ဆိုတာတဏှာဝကလို့ဖို့အတွက်အဓိပ္ပာယ်မရှိဘူးလေအဲ့ဒီအတိတွေကအဲ့ဒါနဲ့မဆိုင်အခုလို့တဏှာဝကလို့ဖို့အမှန်တရားကိုသိရမယ်အတိနဲ့ပတ်သက်လာလို့ရှိရင်ဆရာမရှိဘူးလို့မြတ်စွာဘုရားဒီလိုပြောတာနော်အဲ့ဒီတိုင်းပဲပရိစ္ဆသမုပ္ပါဒ်ကိုဆင်ញင်စဉ်းစားရမယ်ဆင်ញင်စဉ်းစားလိုက်ဥပါဒံကိုဒုက္ခသစ္စာလို့ယူလို့ရှိရင်တဏှာပစ္စယဥပါဒံတဏှာသည်သမုဒယသစ္စာဥပါဒံသည်ဒုက္ခသစ္စာနှစ်ခုစလုံးရဲ့မဖြစ်ရာသည်និရောဓသစ္စာအဲ့ဒီမဖြစ်ရာကိုသိစေနိုင်တဲ့အကျင့်တရားသည်မေဃသစ္စာဆိုပြီးတော့ဘယ်တိအောင်သွားတော့အဝိဇ္ဇာတိအောင်သွားသင်္ခါရဆိုတဲ့ကံတရားတွေကဒုက္ခသစ္စာဘာကြောင့်ဒီဒုက္ခဖြစ်နေရတာတော့ဒီကံတရားတွေကရောကြည့်လိုက်လို့ရှိရင်ငါလို့ပြောเสียမပါဘူးငါဟာလို့ပြောเสียမပါသည့်အတွက်ကြောင့် emptiness တုံညဘာမှမရှိဘူးအနိတ္တရာမရှိလို့တုံညအဲ့ဒီတုံညဖြစ်နေတဲ့သင်္ခါရဆိုတဲ့ကံတရားတွေဟာဘသူကြောင့်ဖြစ်နေတာတော့ဆိုအဝိဇ္ဇာပစ္စယသင်္ခါရအဝိဇ္ဇာကသမုဒယသစ္စာသင်္ခါရကဒုက္ခသစ္စာအဲ့ဒီနှစ်ခုလုံးမဖြစ်မှုကនិရောဓသစ္စာအဲ့ဒီမဖြစ်အောင်မဖြစ်ခြင်းကိုမဖြစ်တာကိုသိနိုင်တဲ့အတိညာကဘာမေဃသစ္စာလို့ဟောပရိစ္ဆေသမုပ္ပါဒ်တစ်ခုလုံးဒီလိုတစ်ခုစီစဉ်းစားဆင်ញင်သုံးသပ်ပြီးတော့မြတ်စွာဘုရားတရားခတ်သိမ်းကိုသိတယ်ဆိုအဲ့ဒါကိုပြောတာနော်အာယတနာနဲ့ပတ်သက်ပြီးအနည်းငယ်လေးလမ်းကြောင်းပြောရမယ်ဆိုလို့ရှိရင်အာယတနာဆိုတာမျက်စိနားနာလျှာကာယမနဘုန်းကြီးတို့တဏ္ဍမှာရှိတယ်မျက်စိနားနာလျှာကာယမနဆိုတဲ့အတွင်းအာယတနာက6ခုအစင်းအတန်အနတ်အရသာအထိတွေဓမ္မဆိုတာအပြင်အာယတနာ6ခုအလုံး12ခုအဲ့ဒီ12ခုတစ်ခုချင်းစဉ်းစား7ခုဆိုတဲ့မျက်စိဒီဒုက္ခသစ္စာဘာဖြစ်လို့ဒုက္ခလို့ပြောတာလဲလို့ဆိုရင်ရှင်းတတ်เสียမကောင်းဘူးမျက်စိဆိုတာလူကိုလည်းဒုက္ခပေးတယ်ငါလို့တွေးเสียထဲထဲမှာမရှိဘူးငါဟာဆိုတာလည်းမရှိဘူးသဘာဝတရားတသက်မြတ်တာဖြစ်တော့ကြောင့် emptiness ပုံညဒါကြောင့်မလို့ဒုက္ခအဲ့ဒီမျက်စိဆိုတဲ့ဒုက္ခဘာကြောင့်ဖြစ်လာတာလဲဆိုအတိတ်ဘဝကလိုချင်တဲ့တဏှာကြောင့်ဖြစ်လာအတိတ်ဘဝကကံနဲ့တွဲဖက်လာတဲ့တဏှာဒီသမုဒယသစ္စာအဲ့ဒီတဏှာနဲ့မျက်စိဒီနှစ်ခုလုံးရဲ့လုံးဝချုပ်ငြိမ်းသွားတာကនិရောဓသစ္စာဥပိ္ပဏအပ္ပတိနှစ်ခုစလုံးချုပ်ငြိမ်းသွားတာនិရောဓသစ္စာအဲ့ဒီချုပ်ငြိမ်းမှုကိုရောက်စေနိုင်တဲ့မဂ္ဂင်၈ပါးအကျင့်တရားဒီမေဃသစ္စာဟောမျက်စိလေးနဲ့ပတ်သက်ပြီးတော့သစ္စာ၄ပါးပတ်သက်ပြီးဒီလိုခွဲတာနားနဲ့လည်းထို့တူပဲနှာခေါင်းနဲ့လည်းထို့တူပဲဆိုလိုတာကအကြောင်းနဲ့အကျိုးဒါကိုဆင်ញင်သုံးသပ်တာပဲအဲ့ဒီလိုသိတဲ့အတိတွေကိုသိလို့မြတ်စွာဘုရားကိုသမ္မာသမ္ဗုဒ္ဓောအမှန်ကန်ကိုယ်ပိုင်ဉာဏ်ဖြင့်တရားဓမ္မမှန်သမျှကိုသိတော်မူတတ်တယ်လို့ဆိုတဲ့ဂုဏ်ကြီးနဲ့မြတ်စွာဘုရားကိုချီးမွမ်းချီးကျူးကြရတာဖြစ်တယ်အဲ့ဒီလိုချီးမွမ်းတာဟာတလောကလုံးကအတိမတ်ပြုထားတဲ့ဂုဏ်ကြီးတစ်မျိုးသာလည်းဖြစ်တယ်ပေါ့မြတ်စွာဘုရားကသူ့ကိုယ်သူကြေညာလို့ဒီလိုဂုဏ်ကြီးမျိုးတက်လာတာမဟုတ်ဘူးအလုံးကိုယ်တိုင်ကိုကဣတိပိသောဘဂဝါသောဘဂဝါဣတိပိအရဟံသောဘဂဝါဣတိပိသမ္မာသမ္ဗုဒ္ဓောဒီလိုသိစရာတွေရှိတာတွေကိုအမှန်ကန်သိတာကိုဘယ်သူကလာစောရကတက်နိုင်တော့ဆိုဘယ်သူကမှစောရကမတက်နိုင်မြတ်စွာဘုရားအတိကိုလာပယ်ဖြတ်နိုင်တဲ့ပုဂ္ဂိုလ်တွေလုံးဝမရှိဘူးအားလုံးကစစ်ဆေးလေ့လာတဲ့ပညာရှိတွေမှန်သမျှဟာမြတ်စွာဘုရားဟောလိုက်တာနဲ့တပြိုင်နက်တပြည့်အဖြစ်ခံယူသွားကြတယ်အားလုံးဟာသူတို့မသိတဲ့အတိတွေကိုမြတ်စွာဘုရားထုတ်ဖော်ပြီးတော့တတိမထားမိတဲ့အတိတွေကိုထုတ်ဖော်နိုင်တာဖြစ်သောကြောင့်
အာလုံးမြတ်စွာဘုရားရဲ့တတိတာဝကအဖြစ်ခံယူပြီးတော့လက်ဆုံမိုးရှိခိုးပြီးတော့သွားကြတယ်ဒါကြောင့်မို့ဖျားဆိုဒီမှာတမ္မာတမ္ဗုဒ္ဓဂုဏ်တော်နဲ့လည်းပြည့်စုံအောင်မှာဖြစ်တယ်အဲ့ဒီလိုအရေးချင်းနေရှိမှဖျားဆိုတာဖြစ်တယ်လို့အာလုံးတရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့ဗုဒ္ဓဂုဏ်ကိုအာယုံပြုပြီးတော့မိမိတို့ရရှိထားတဲ့ဣတိပိတောဘဂဝါအရဟံတမ္မာတမ္ဗုဒ္ဓမှာလာတဲ့ဂုံတစ်ခုစီရဲ့အနှစ်သာရကိုသိရှိနားလည်ပြီးတော့တရားတွေတိုးပွားလာအောင်တတိတွေတိုးပွားလာအောင်ပညာတွေတိုးပွားလာအောင်အကျဉ်းချင်းအထက်ထဆင်ញင်သုံးသပ်ခြင်းဖြင့်ဘုရားနုဒတိကမ္မထာကိုကျင့်ကြံကြိုးကုပ်ပွားများအားထုတ်တော်မူနိုင်ကြပါစေကုန်သတည်းမေတ္တာပွားရအောင်တတဝါများစွာဖေးရန်กว่าချမ်းသာကြပါစေတတဝါများစွာဖေးရန်กว่าချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေတရှိကျမ်းမာစိတ်ချမ်းသာတို့ရဆန္ဒပြေပါစေတရှိကျမ်းမာစိတ်ချမ်းသာတို့ရဆန္ဒပြေပါစေဖုံလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရတိတဝေတံဘဝယန္တုဒုက္ခနကမေတ္တာပုံနေတုသင်္ကမစုပေါင်းပုအမေတ္တာတဟုရောင်မြူပါဝင်းငွေလာမင်းနှင့်ရောင်ခြင်းရှက်ယုံပေါင်းဆောင်ရခြင်းကြောင့်တဝေတံကျင့်မဲ့ဥဒ္ဒုံလုံးစုံများစွာတတ္တဝါတို့၏မနောတရတိမြင်များဖြူစင်အေးကြည်လင်းသည့်ရေစဉ်ပြည့်တင်းစိတ်နှလုံးတည်ဟုသောရေအိုင်ကြီးအတွင်း၌ဒုက္ခပင်ကသာစင်တဝရအေမြจิตာတာယာပွင့်လန်းချမ်းသာဒုက္ခအဓိဟုသောကုမုဒ္ဒရာကြာပန်တို့သည်ဖုံးလန္တဝန္တာရှင်မြူဝမုံလူလျက်ကြည်နုဝဲကြုံဖူးပွေးညကုန်သည်ဖြစ်၍ဒုက္ခနကလေးအောင်လေးတဲ့ရောရှက်သင်ပြပိတိတိဟုသောယနံတို့သည်ဘဝယန္တုကောင်းစွာမဲ့သွေကြိုင်လန်း၍နေကြပါစေကုန်တည်း